はい、皆様こんにちは。ဒီနေ့ share ပေးချင်တဲ့ grammar လေးကတော့ verb တဲ့ occupant ဆိုတဲ့ grammar လေးကို share ပေးချင်ပါတယ်။သူ့ရဲ့အဓိပ္ပာယ်လေးကကြတော့ verb ထားမယ်။သူ့ကိုဘာမှသုံးမလဲဆိုတော့နောက်မှလောက်ထားမယ်ဆိုတဲ့အချိန်အနေမှာသုံးတယ်။နောက်ရဲ့နောက်မှာပါကြည့်ခဲ့ပို့လိုက်တယ်။အရှိဗီဒီယိုတော့ပေါ့နော် verb တဲ့ arguments အကြောင်းလေးကိုရှင်းပြထားတယ်။ verb တဲ့ arguments ကကြတော့ verb ထားတယ်။အရင်နေ့ကလောက်ထားတဲ့အချိန်လေးဆိုတော့သူကဘယ်လိုပြောအတိတ်မှာသုံးတာပေါ့နော်။အတိတ်မှာသုံးတာများတယ်။ verb တဲ့ occupants ကကြတော့ verb ထားမယ်ဆိုတော့အနာဂတ်မှာသုံးတာပေါ့နော်။အခုမလောက်ထားဘူးလောက်ထားမယ်ဆိုတဲ့အချိန်မှာသုံးတာပေါ့နော်။ Ready ကိုကြည့်အောင်子供が生まれる前に服やバットを買っておきます子供が生まれる前にဆိုခလေးမမွေးခင်အင်ဂျီနဲ့ငတင်ကိုဝယ်ထားမယ်အခုခလေးကမမွေးသေးဘူးဒါကြိုပြီးလှုပ်ထားတဲ့အချိန်ဒီမှာသုံးတာပေါ့နော်အနာဂတ်ကိုရည်ညွှန်းပြီးတော့သုံးတဲ့သဘောနောက်တစ်ခုကကြတော့子供が生まれる前に名前を決めておきますခလေးမမွေးခင်မှာနာမည်ကိုစဉ်းစားထားမယ်ဆိုတဲ့သဘောနဲ့သုံးတာပေါ့နော်အခုခလေးကမမွေးသေးဘူးမွေးလာလို့ရှင်စဉ်းစားမယ်ဆိုပြီးတော့အနာဂတ်ကိုရည်ညွှန်းပြီးပြောတဲ့နေရာမျိုးမှာ verb တဲ့ occupants ကသုံးပါတယ်ပြီးရင်တတိထားရမယ့်အချက်တစ်ခုကကြတော့ဖခုရဘတ်တိုကနောင်ဖြစ်တဲ့အတွက်ကြောင့်နောင်ရဲ့နောက်မှာ particle o ကလေးကိုလိုက်ပါမယ်နမအဲဆိုရတဲ့နောင်ဖြစ်တဲ့အတွက်ကြောင့်နောင်ရဲ့နောက်မှာ particle o လေးကိုလိုက်မယ်နောက် ready ကိုကြည့်မယ်ရှော့ခုကြီးက 終わったら茶碗やお皿を洗っておきますရှော့ခုကြီးက 終わったらဆိုထမင်းစားပြီးရင်ပကံလုံးနေနဲ့ပကံပြားတွေကိုအာရတဲ့ occupants စေကြောထားမယ်ဒါကပေါ့အခုမဖြစ်သေးဘူးပေါ့နော်ထမင်းစားပြီးမှဖြစ်မဲ့ကိစ္စဆိုတော့အနာဂတ်ကိုရည်ညွှန်းပြီးတော့ပြောတာအခုကကြတော့ရှော့ခုကြီးက 終わったらテーブルの上を片付けておきますထမင်းစားပြီးရင်စပွဲပေါ်ကိုရှင်းလင်းထားမယ်ဒါဆိုလည်းလို့ပြောထမင်းစားပြီးမှလုပ်မယ်ဆိုတော့အနာဂတ်ကိုရည်ညွှန်းပြီးတော့ပြောတာဖြစ်ပါတယ်ဒီနေ့သင်ပေးသွားတဲ့ grammar လေးကကြတော့ verb တဲ့ occupants verb ထားမယ်နောက်မှလောက်ထားမယ်ဆိုတဲ့အချိန်ကြီးမှာသုံးတယ်အနာဂတ်ကိုရည်ညွှန်းနေပေါ့နော်နောက်ရဲ့နောက်မှာပါကြည့်ခဲ့အိုးလိုက်တယ်はい今日はこれで終わりましょうまたね